ဒီနေ့တော့စီမကုံတဲ့ဘေးတွေနဲ့ကျွန်တော်တို့မြို့တိုင်းခဏလေးဆင်းရောက်ပေါ့နော်ကလေးဖမ်းတော့လည်းကြားစရာမလိုဘူးပြောင်းတာလည်းမကြားရဘူးပေါ့နော်ဆိုင်ကယ်တော့ကျွန်တော်နည်းနည်းပါးပါးတော့အပေါ်ရလေးလှုပ်ထားတာပေါ့နော်ကျွန်တော်မြို့ထဲစီပြီးတော့သွားဂီယာကတော့နံပါတ်3ထိရှိတာပေါ့နော်နံပါတ်3ဘယ်လောက်ထိပြေးလဲဆိုတော့ကျွန်တော်တက်တော့လောက်ဆွဲပြမှာအများမဆွဲပြအောင်အများဆုံးကျွန်တော်စီရတာမနှိမ့်ပဲအေးစစ်စစ်လေးပေါ့နော်နံပါတ်3ဆိုလို့ရှိရင်ပတိကုံများတယ်ပူပါဇက်ကအတန်ပဲကြားရအောင်နံပါတ်2နဲ့ဆိုလို့ရှိရင် AC ပေါ့နော်ဒီ40 50ဒါနံပါတ်2နဲ့ပေါ့နော်နံပါတ်2နဲ့ဘယ်လောက်ရမလဲ53 55 56 59 59လောက်ပေါ့နော်59 58လောက်နံပါတ်2နဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့နံပါတ်2နဲ့ဆိုလို့ရှိရင်ဒီတော်လေးပေါ့နော်စီးတော်လေးဖြစ်သွားတာပေါ့နော်ကျွန်တော်မြန်လည်းမမြန်ဘူးပေါ့နော်ပုံမှန်လေးပေါ့နော်နံပါတ်3နဲ့ဆိုလို့ရှိရင်တော့80ကျော်လောက်လား82လောက်83လောက်မသိဘူးပုံမှန်တော့80ပေါ့နော်ဒါမှနံပါတ်3ကကျွန်တော်တိတ်ပြီးတော့မစီဘူးနံပါတ်3စီလို့ရှိရင်ပတိပုံညာတာပေါ့နော်ကီလို30လောက်ပဲရတယ်နံပါတ်2နဲ့ဆိုလို့ရှိရင်တော့ကီလို40ကျော်50လောက်ကောင်းကောင်းစီရတာပေါ့နော်ကျွန်တော်အခုကဒီမြို့ထဲကျွန်တော်သွားမှာမြို့ထဲဆိုတော့ဘယ်နှစ်ကီလိုလောက်ရှိလဲမသိဘူးဒါပေမဲ့နည်းတော့ဝေးတာပေါ့နော်နည်းလေးမဟုတ်ကျွန်တော်လက်ကတွေနောက်ပြီးတော့ဒီဟန်တုတ်ကတာတို့ပါတော့အဲ့လိုလဲထားတာပေါ့နော်နောက်ခေါ်လို့ပါတော့လဲထားတယ်ဒီကတော့ပဲပေါ့နော်ဒီဘေးကကျွန်တော်ဘိမဟုတ်ကျွန်တော်တောင်းပါရဲ့ပဲကျွန်တော်ပိုးစီးလာဒီပြေးစီးတော့အနေကင်းတာပေါ့နော်ပထမဆက်ဝယ်လာလို့ဆိုလို့ရှိရင်ကျွန်တော်မောင်းလို့တော့မရေဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ကျန်တဲ့ဘေးလေးဘယ်လောက်ပဲမောင်းလာကျွန်တော်ဘီယာဘေးတွေကျွန်တော်ဘီယာဘေးတွေကလပ်ဘေးတွေဘုံဘေးတွေကျွန်တော်မကြောက်ဘူးဒီပတိဘေးရတော့ကျွန်တော်ကြားလိုက်တာသူကအတမကြားအောင်ပေါ့စစီးတဲ့နေလို့ဆိုရှင်ဒီကတိတ်တယ်ကျွန်တော်စီးတယ်ဒီက3နဲ့ဆိုရှင်ဆွဲတာနဲ့ဘူးကနေအတမကြားမနဲ့ထွက်တော့ဒီနည်းနည်းလဲတာပေါ့နော်အဆင်းဆိုလို့ရှင်သူကတော့ပုံပြီးတော့ပြေးမှာပဲဒီမှာကြီးမလိုက်လည်းမဆိုဘာမှဆိုတော့ထားကျွန်တော်တို့လေဘာဆွဲနေရင်လည်းဗျာလေဘာဆွဲပြီးတော့ပြန်ထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီအော်တိုဘေးလို့ဂီယာဘေးလို့မျိုးနဲ့မတူဘူးပေါ့နော်စက်ဘေးလို့မျိုးနဲ့သွားပြီးတော့ခုနေတယ်ဘာလို့ဆိုတော့ကိုဆွဲပြီးတာနဲ့ထုတ်လိုက်လို့ရှိရင်အဲ့ဒီကိုဆွဲထားတဲ့တိုင်ပဲသူသွားနေသူရဲ့ရှေ့ပုံသမျှပေါ့နော်ကျွန်တော်တို့စနေအလုံးလုံးတဲ့ဒီဟာတွေမရှိဘူးဆိုတော့အဲ့လိုသူ့စိန်ရှိသမျှသွားတယ်လို့တတိပြည့်ကျွန်တော်တို့ဂီယာဘေးလို့ဆိုရင်လေဘာရှော့လိုက်တာနဲ့ဒီဂီယာအားနဲ့ပေါ့နော်ပြန်ပြီးတော့ဂီယာငယ်ဆိုရှင်ဂီယာငယ်နဲ့ပြန်ပြီးတော့ထိနေတယ်အဲ့မထွက်နဲ့ဒီကောင်ကြတော့ဒီမှာကျွန်တော်ဆွဲရမှာဆိုတော့သူ့စိန်ရှိသမျှသူသွားတယ်ပြန်ဆွဲမယ်ညတော့ကျွန်တော်အပြည့်ပင်လာပြီးပေါ့နော်ဒီစက်က30ရရှိရဆိုတော့ဒီဘေးကတော့လိုက်ရှင်ပြီးပေါ့နော်လိုက်ရှင်ပြီး3000အပြတ်ဝယ်လို့ရှိရင်ဒီ3000နဲ့5000ပေါ့နော်ဒီရက်ွဲမှာကျွန်တော်ဘယ်မြို့ဆိုင်ကျွန်တော်ပြီးလာလို့ရှိတယ်ကျွန်တော်နံပါတ်ပြဟိုကမတက်ရသေးဘူးကျွန်တော်နံပါတ်ပြမရသေးဘူးဘာလို့ကြည့်ရပါမှန်းသိစိုက်ရပါ့ကြည့်ဘယ်ကကျွန်တော်ကလာနှစ်ပတ်မကြည့်သေးဘူးပေါ့နော်တစ်ပတ်ကြော်လေးပဲကြည့်သေးတယ်တော်လေးနောက်လိုက်ဘယ်ကောင်းမှာသူ့ကြရောမှာဒီနောက်ပဲလိုက်တယ်
မိုက်ရနော်လောက်ထားတာညဘက်ဆိုရှင်စိတ်ကလေးပဲရရအလှနဲ့မိုက်နော်ရှင်းပါပဲပေါ့နော်ကျွန်တော်မြို့ထဲလာမဲ့ဘေးလေးတစ်စီးရောက်သွားတာပေါ့နော်လိုတက်ပေါ့နော်မကဲလို့လည်းခေါ်ကြတယ်အောက်မှာလိုတက်ကအောက်မှာပေါ့နော်အောက်မှာလားနံပါတ်1ထဲမှာလားနံပါတ်1ထဲမှာထည့်ရလိုတက်တာရှင်းမှာကြတော့မကဲဒီလေးပါလေဒီရောက်မှမတောင်းအစာလေးမျိုးတဲ့ရောက်ပါပြီဒီစိတ်တွေမတောင်းဒီကမှာလားစက်ကတူကြီးမဲ့ဒီနားမှာပဲလားဘေးလိုက်ကြည့်ကြတာဒီကတော့ကျွန်တော်ဘေးလိုက်ကြည့်ကြကြည့်โอเคရပြီဒါတော့အနောက်ကအထက်မှာဆိုရင်အကျယ်ရှိတာပေါ့နော်ဒီမှာအထက်မှာ